ပါအခုဆက်ပြီးတော့လေ့ကျင့်ရမယ့်သင်ခန်းစာလေးကဘာလဲဆိုရင်ကြည်ပြတို့ဒီအရှိပိုင်းမှာက data validation နဲ့ပတ်သက်ပြီးတော့မှလေ့လာခဲ့ပြီးသွားပြီအခုဆက်ပြီးတော့မှလေ့ကျင့်ရမယ့်သင်ခန်းစာကဘာလဲဆိုရင်ကြည်ပြတို့ဒီaccounting ပိုင်းမှာအရေးကြီးတဲ့ဒီ data တွေကိုဆွဲထုတ်ပြီးတော့မှတွက်ဖို့အတွက်ပေါ့နော်။ item ဆိုလို့ရှိရင်လည်းကိုကကုတ်နံပါတ်တစ်ခုရိုက်လိုက်တာနဲ့ဒီဘက်မှာဒီ inventory ရဲ့ name list တွေဒါမှမဟုတ်လို့ရှိရင်ကိုက customer code တစ်ခုကိုရိုက်လိုက်တာနဲ့ customer ရဲ့နာမည်ကြာလာခြင်းနဲ့ဒါမှမဟုတ်ရင်ဒီဘာလဲဆိုရင်နောက်တစ်ခုကကြတော့ customer name ပေါ့နော် customer နာမည်ရိုက်လိုက်တာနဲ့ customer ရဲ့နာမည်ကြာလာခြင်းနဲ့ပြီးတော့ရင် supplier ရဲ့ကုတ်နံပါတ်ကိုရိုက်လိုက်တာနဲ့ supplier ရဲ့နာမည်တွေကြာလာခြင်းနဲ့ပေါ့ဒါကတော့ accounting ပေါ့နော်HR ဆိုလို့ရှိရင်လည်းအဲ့ဒီလိုပဲ HR နယ်ပယ်မှာကိုကဝန်ထမ်းတစ်ယောက်ရဲ့နာမည်ကိုရိုက်လိုက်တာနဲ့ဝန်ထမ်းတစ်ယောက်ရဲ့ data list တွေအကုန်လုံးကိုကြာလာခြင်းနဲ့ဆိုလို့ရှိရင်ကြည်ပြတို့ကဘာလုပ်ပေးရလဲဆိုလို့ရှိရင် VLOOKUP function ကိုသုံးပေးရတယ်အဲ့တော့ VLOOKUP ဒီလုပ်ငန်းတိုင်းအတွက်မပါမဖြစ်မရှိမဖြစ်မသုံးရင်မသုံးတတ်ရင်အဆင်မပြေတဲ့ function လေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ VLOOKUP function ကိုလေ့လာတဲ့အခါမှာကျွန်တော်သွားစီချင်ပါဘူး VLOOKUP function လေးက match နဲ့တွဲပြီးတော့လည်းသုံးရတဲ့အခါမျိုးတွေရှိပါတယ်ဒါကြောင့်မလို့ကြည်ပြတို့က VLOOKUP function ကိုလေ့လာတဲ့အခါမှာအသေးသေးချာချာလေးလေ့လာပေးပါကြည်ပြလုပ်ပေးထားတဲ့လေ့ကျင့်ခန်းတွေကိုတစ်ခုမကြံလေ့လာပေးပါတစ်ခုမကြံလေ့ကျင့်ပေးပါဒါမှသာလျှင်ကိုက VLOOKUP ကိုတွက်တဲ့အခါမှာရှုထောင့်ပေါင်းစုံကနေတွက်တတ်မှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ပထမဦးဆုံး Filter Unit Data List ဆိုတာလေးကတော့ formula တွက်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုက data တွေကို filter လုပ်တဲ့အခါ data တွေကိုကိုကမတူညီတဲ့စာရင်းတွေကိုထည့်တဲ့အခါမှာဆိုလို့ရှိရင်ကြည်ပြတို့ကဘယ်လိုမျိုးသုံးမလဲမတူညီတဲ့စာရင်းတွေကို copy ကူးတဲ့အခါမှာဘယ်လိုမျိုးလုပ်မလဲဆိုတဲ့အပိုင်းလေးကိုထည့်ပေးထားတာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်စာရင်းလေးသွားကြည့်မယ်ဒီစာရင်းလေးပေါ့နော်ဒီစင်းလေးထဲမှာဆိုလို့ရှိရင်ကြည်ပြတို့ကဒီမှာ data တွေထည့်ပေးထားတယ်ပေါ့နော် data တွေထည့်ပေးထားတယ်ဆိုလို့ရှိရင်ဒီထဲမှာသွင်းထားတဲ့စာရင်းတွေက daily စာရင်းဖြစ်နေတယ်ဆိုလို့ရှိရင်ဒီ daily စာရင်းထဲမှာရှိနေတဲ့နာမည်တွေကိုကိုကတီးသန့်အခြားစာရင်းတစ်ခုအနေနဲ့ခွဲထုတ်ခြင်းတဲ့အခါမှာဘယ်လိုခွဲထုတ်ရမလဲပေါ့နော် file လေးတစ်ခုထပ်ခေါ်လိုက်မယ် open browseဒီစင်းလေးပေါ့နော်ဒီစင်းလေးထဲမှာဆိုလို့ရှိရင်ကြည်ပြတို့က customer နာမည်တွေကနေပြီးတော့မှ customer နာမည်ကိုမှမတူတဲ့ customer တွေကိုပဲယူချင်တာဥပမာကိုယ့်ရဲ့ဆိုင်မှာတစ်နှစ်ပတ်လုံး customer 10ယောက်ပဲအားပေးတယ်ဆိုရင်အဲ့ဒီ customer 10ယောက်ရဲ့စာရင်း list ကိုပဲတည်တံ့ခွဲထုတ်ခြင်းနဲ့ဒါမှမဟုတ် region ဆိုရင်လည်းအဲ့ဒီလိုပဲမြို့နယ်ကိုကနေ့စဉ်ရောင်းနေတဲ့အချိန်မှာသာသူ့ရဲ့မြို့နယ်တစ်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 မြို့နယ်ချင်းစီရဲ့စာရင်းတွေကအများကြီး daily မှာဝင်နေလိမ့်မယ်ဒါပေမဲ့ကြည်ပြတို့ကမြို့နယ်တွေကို summary ချုပ်တော့မယ်ဆိုလို့ရှိရင်သူတကယ်ဝယ်တဲ့မြို့နယ်3မြို့နယ်ဆိုရင်3မြို့နယ်ပဲတည်တံ့ခွဲထုတ်ပြီးတော့ summary ချုပ်ရတဲ့အပိုင်းတွေရှိတယ်အဲ့ဒီလိုအခါမျိုးမှာဆိုရင်ကိုကဒီမှာဆက်လက်ပေးလိုက်မယ် copy ကူးလိုက်မယ် copy ကူးပြီးသွားပြီဆိုရင်ကို summary ချုပ်ချင်တဲ့နေရာမှာကာစာချမယ်ပြီးတော့ရင် paste လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာ summary ချုပ်လို့မရသေးဘူးဘာဖြစ်လို့လဲ daily စာရင်းမှာတွင်းထားတဲ့အတိုင်းပဲမန္တလေးဆိုရင်မန္တလေးကတရက်ချင်းစီဝင်တဲ့မန္တလေးတွေဖြစ်နေတယ်အခုကြည်ပြတို့က summary ချုပ်တော့မယ်ဆိုလို့ရှိရင်စာရင်းတွေကထပ်နေလို့မရဘူးမန္တလေးဆိုရင်မန္တလေးမြို့နယ်တစ်မြို့နယ်စလုံးမှာတစ်မြို့နယ်လုံးမှာဝင်တဲ့ငွေအမောက်ကိုရှာမယ်ရန်ကုန်ဆိုရင်လည်းရန်ကုန်တစ်မြို့နယ်လုံးမှာဝင်တဲ့ငွေအမောက်တွေကိုရှာမယ်ဆိုလို့ရှိရင်ဒီထဲမှာတကယ်မြို့နယ်တွေကိုပဲသွားထည့်မှာထပ်နေတဲ့စာရင်းတွေကိုမယူဘူးဥပမာမန္တလေးမြို့နယ်10မြို့နယ်ရှိတယ်ဆိုလို့ရှိရင်လည်းမန္တလေးတစ်ခုပဲယူချင်တာဒါဆိုရင်ဆက်လက်ပေးထားမယ်ပြီးတော့ရင်ထပ်နေတဲ့ data တွေကိုဖြတ်ဖို့အတွက်ကြည်ပြတို့ဘယ်ကိုသွားမလဲဆိုရင် data tab ကိုသွားပါ data tab ထဲမှာ remove duplicate ဆိုတာရှိပါတယ် remove duplicate လေးကိုနှိပ်လိုက်ပါပြီးတော့ရင် okay နှိပ်လိုက်ပါဒါဆိုရင်ဒီထဲမှာတကယ်ဝယ်တဲ့မြို့နယ်ကဒီမှာဆိုလို့ရှိရင်3မြို့နယ်ပဲရှိပါတယ်ဟုတ်ပြီနော်3မြို့နယ်ပဲရှိပါတယ်ဒီလိုမျိုးတွေခွဲထုတ်ချင်တဲ့အခါမှာဆိုလို့ရှိရင်တော့ကြည်ပြဒီမှာဖတ်စာအုပ်မှာရေးပေးထားတဲ့ filter units data list ကိုယ့်ရဲ့ data list ထဲမှာရှိနေတဲ့ data တွေထဲကနေပြီးတော့မှမတူတဲ့ data တွေကို filter စစ်ထုတ်ချင်တယ်ဆိုရင်
အရင်ဦးဆုံး data ကို copy select ပေးပါ copy ကူးပါပြီးတော့လွတ်တဲ့နေရာမှာ paste ချပါပြီးရင်မတူတဲ့ data တွေကိုဖြတ်ဖို့ တူတဲ့ data တွေကိုဖြတ်ဖို့အတွက်အရင်ဦးဆုံး copy ကူးပါ copy ကူးပြီးသွားပြီဆိုရင်အဲ copy ကူးထားတဲ့ data ကို select ပေးပြီးတော့ remove duplicate နဲ့ဖြတ်ပေးရမှာဖြစ်ပါတယ်ဒါသည်အလွယ်ကူဆုံးနည်းလမ်းပါအရှေ့ပိုင်းမှာလည်းကြည်ပါတော့ advanced filter နဲ့ဘယ်လို copy ကူးရမလဲဆိုတာကိုသေချာလေးလည်းရှင်းပြခဲ့ပြီးပါပြီအဲ့တော့ဒီသဘောတရားလေးကိုနားလည်မယ်လို့ထင်တယ်နောက်တစ်ခုက VLOOKUP VLOOKUP ဆိုတာဘာလဲ VLOOKUP ဆိုတာကကိုယ့်စီမှာရှိနေတဲ့စရင်းတွေကိုတိတိကျကျဆွဲထုတ်ချင်တယ်ဆိုရင်လည်းဆွဲထုတ်လို့ရတယ်ဒါမှမဟုတ်ရင်သတ်မှတ်ပေးထားတဲ့စရင်းတွေကနေပြီးတော့မှကိုက်ညီတဲ့စရင်းကိုဆွဲထုတ်တာကိုကြည်ပြတို့က VLOOKUP function တွက်တယ်လို့ခေါ်ပါတယ် VLOOKUP မှာဆိုလို့ရှိရင် lookup function တွေအများကြီးရှိပါတယ်ဒါလေးကိုချုပ်လိုက်တော့မယ်ဒီ file လေးကိုပိတ်လိုက်တော့မယ်သုံး save ဒါလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်ကြည်ပြတို့ကိုသူကဒီမှာစရင်းတွေပေးထားမယ်စင်းနေပေးထားမယ်ဆိုတာကဒီမှာဆိုလို့ရှိရင်သူက amount ဆိုပြီးတော့မှ3ကနေ900အတွင်းဆိုရင် 0% ဒီလိုသတ်မှတ်ပေးထားတဲ့တန်ဖိုးတွေရှိလိမ့်မယ်အဲ့တော့ဒီလိုသတ်မှတ်ပေးထားတဲ့စရင်းတွေကနေပြီးတော့မှကိုက်ညီတဲ့စရင်းကိုတိုက်စစ်ပြီးတော့ဆွဲထုတ်တာကို lookup function နဲ့သုံးပေးရပါတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့စရင်းတွေအားလုံးတည်းကဥပမာတစ်လလုံးရဲ့စရင်းတွေကနေပြီးတော့မှစရင်းတစ်ခုချင်းစီရဲ့ပေါင်းလက်ကိုရှာခြင်းနဲ့ဆိုရင် sum if function ကိုသုံးပေးရပါတယ်အဲ့လိုမဟုတ်ဘူးပြန်ပြောမယ်စရင်း data ထဲမှာရှိနေတဲ့စရင်းကိုလိုချင်တဲ့စရင်းနဲ့တိုက်ပြီးတော့ကိုက်ညီတဲ့စရင်းကိုဆွဲထုတ်ခြင်းနဲ့ဆိုရင် VLOOKUP function သို့မဟုတ် HLOOKUP function ကိုအသုံးပြုပေးရမှာဖြစ်ပါတယ် VLOOKUP နဲ့ HLOOKUP ဘာကွာလဲ VLOOKUP ဆိုတာကဒေါင်းလိုက်စရင်းတွေတဲကဆွဲထုတ်ခြင်းတဲ့အခါမှာသုံးပါတယ် vertical ပါเนาะ HLOOKUP ဆိုတာကတော့အလျားလိုက်စရင်းတွေတဲကနေပြီးတော့မှဆွဲထုတ်တာပါ horizontal ပါ horizontal စရင်းတွေကနေဆွဲထုတ်တာပါတနည်းအားဖြင့်ပြောမယ်ဆိုရင် column တစ်ခုထဲမှာရှိနေတဲ့ data တွေကိုဆွဲထုတ်ချင်တယ်ဆိုရင် vertical lookup နဲ့တွက်ရပါတယ် column ထဲက data တွေကိုဆွဲထုတ်ချင်တယ်ဆိုလို့ရှိရင် vertical lookup နဲ့တွက်ရပါတယ် row တစ်တန်းချင်းစီကစရင်းတွေကိုတိုက်ပြီးတော့ဆွဲထုတ်ချင်တယ်ဆိုရင် horizontal lookup HLOOKUP function ကိုတွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကြည်ပါတော့တွက်တဲ့ function တွေကတော့အများကြီးရှိပါတယ် lookup တို့ပြီးတော့ရင် VLOOKUP တို့ပြီးတော့ရင် HLOOKUP တို့เนาะဒီ365မှာတိုးလာတာကကြတော့ XLOOKUP ဟုတ်ပြီเนาะ XLOOKUP ဆိုတာကကြတော့ဘာလဲဆိုလို့ရှိရင်ဒါစီကန်းချက်မှမလို့ကိုလိုချင်တဲ့ပုံစံကိုအများကြီးသုံးလို့ရပါတယ်အဲ့တော့ကြည်ပြန်ဒီမှာအဓိကရှင်းပြပေးမှာကကြတော့ HLOOKUP နဲ့ VLOOKUP ကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ XLOOKUP ကကြတော့ formula ဘိုင်းကိုအဓိကသွားတာဖြစ်တဲ့အတွက်ဒီထဲမှာအများကြီးတော့မပြောတော့ဘူး VLOOKUP ကဘာကြောင့်ကြည်ပြန်ဒီမှာသိချလေးပြောလဲဆိုလို့ရှိရင်ဒီ accounting ဘိုင်းမှာကြာလို့ရှိရင် VLOOKUP ကအရန်အရေးပါပါတယ်ဒါကြောင့်မလို့ VLOOKUP ကိုတော့အချိန်ပေးပြီးတော့မှအကျယ်ချဲ့ပြီးတော့ပြောပေးသွားမှာဖြစ်ပါတယ် HLOOKUP နဲ့ XLOOKUP ကတော့ knowledge သဘောတရားအရနားလည်ရင်ရပါပြီဘာလို့လဲဆိုရင် accounting ဘိုင်းကိုအဓိကသွားမှာဖြစ်တဲ့အတွက်ဒီ course မှာတော့ဒီ formula တွေနဲ့ပတ်သက်ပြီးတော့အရန်ကြီးတော့ထည့်မထားပါဘူးတကယ်လို့ကိုက formula ဘိုင်းနဲ့ပတ်သက်ပြီးတော့ expert level အထိကျွမ်းကျင်ချင်တယ်ဆိုရင်ကြည်ပြကိုယ်တိုင်သင်ကြားပေးထားတဲ့ global အထိသွားနိုင်တဲ့ Excel specialized class လေးကိုတက်လို့ရပါတယ် okay ဒါဆိုရင်ဒီမှာကြည့်မယ်ဒါလေးကသူသတ်မှတ်ပေးထားတဲ့စရင်းလေးဒါလေးကနော်ဒါလေးကသူသတ်မှတ်ပေးထားတဲ့စရင်းလေးအဲ့ဒီမှာကြည်ပြတို့ကစရင်းတစ်ခုချင်းစီရောင်းကြီးပေါ်မှာမူတည်ပြီးတော့ commission တွက်ချင်တာဟုတ်ပြီနော် commission ကိုအဆင်ပြေသလိုပေးတယ်ဆိုရင်တော့ရိုက်ထည့်ရမှာဥပမာပိုင်ရှင်ကဒီလူကိုထားတော့10သိန်းမိုးဝယ်လို့1000 short ပေးလိုက်တယ်အဲ့ဒါကကြတော့ commission ရေလို့ပြောလို့မရဘူးဒါကကြ short ပေးလိုက်တဲ့သဘောပဲ discount short ပေးလိုက်တဲ့သဘောပဲသူဒီ customer တိုင်းကို short ပေးတာလားဆိုရင်မဟုတ်ဘူးသူ short ပေးခြင်းနဲ့သူကို short ပေးလိုက်တာဆိုရင်သူ short ပေးလိုက်တဲ့ငွေ amount ကိုကြည်ပြတို့ကကိုယ်တိုင်ရိုက်ထည့်ရမှာဖြစ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့သတ်မှတ်ပေးထားတဲ့စရင်းတွေတဲကနေပြီးတော့မှ discount တန်ဖိုးတွေကိုရှာကျင်နေဆိုရင်တော့ကြည်ပြတို့တွက်ပေးရမယ် function ကဘာ function လေးလဲဆိုလို့ရှိရင် VLOOKUP
function lookup function နေနဲ့သုံးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးတွေကိုနားလည်ဖို့꿰ပြဖို့လိုပါတယ်အဲ့တော့ဒီမှာသူကဘလို့လေးသတ်မှတ်ပေးထားလဲဆိုလို့ရှိရင်0ကနေ900အတွင်းပေါ့နော်အဲ့တော့သူကပစ္စည်းတွေဝယ်လိုက်တယ်အရေးအတွက်လို့လည်းပြောလို့ရတယ်ဒါကကြတော့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့꿰သွားမှာပေါ့နော်ဒီမှာတော့ကြည်ပြာက amount လို့သတ်မှတ်ပေးထားတယ်0ကနေ900အတွင်းဒေါ်လာ900ပေါ့0ကနေဒေါ်လာ900အတွင်းဝယ်တဲ့သူတွေဆိုလို့ရှိရင်တော့ discount ချမပေးဘူး0%ပဲဟုတ်ပြီနော်900ကနေ2000အတွင်းဆိုရင်3%ပေးပါမယ်2000ကနေ1000အတွင်းဆိုရင်4%ပေးပါမယ်1000ကနေ1000ခွဲအတွင်းဆိုရင်7%ပေးပါမယ်1000ခွဲရဲ့အထက်ဝယ်တဲ့သူတွေဆိုရင်9%ပေးပါမယ်ဟုတ်ပြီနော်ဒါကိုကြည်ပြတို့ VLOOKUP ကိုမတွက်တတ်ခင်တုန်းကဘာ function သုံးခဲ့လဲဆိုရင် if function nested if function ကိုသုံးခဲ့ပါတယ်ဘယ်လိုသုံးလို့ရလဲညီးမြချင်းထိုးမယ်ပြီးသွားရင် if ဒီအောက်ကအကွက်လေးမှာတွက်မှာညီးမြချင်းထိုးမယ် if ခွင်းစားမယ်ဒီအကွက်ကလေးက greater than or equal 1000ခွဲရဲ့အထက်ဆိုရင်ဘယ်လောက်%လဲ9%မဟုတ်ခဲ့ဘူးဆိုရင်ထပ်စစ်မယ် comma if ဒီအကွက်ကလေးက greater than or equal 1000ရဲ့အထက်ဆိုလို့ရှိရင်ဘယ်လောက်%လဲ7% comma if ဒီအကွက်ကလေးက greater than or equal 2000ရဲ့အထက်ဆိုလို့ရှိရင်ဘယ်လောက်%လဲ4% comma if ဒီအကွက်ကလေးက greater than or equal 500ဆိုလို့ရှိရင်တော့3%မဟုတ်ခဲ့ဘူးဆိုရင်0%ကွင်းပိတ်အနာခောက်ချလိုက်တယ်ဆိုရင်2500ဒီဘယ်သူနဲ့ဘယ်သူရဲ့ကြားမှာရှိတာလဲဆိုရင်2000နဲ့1000ရဲ့ကြားမှာရှိတာဖြစ်တဲ့အတွက်ထွက်လာတဲ့အဖြစ် resource ဒီ4%ဟုတ်ပြီနော်တကယ်လို့ကိုကလုပ်ငန်းမှာဒီလိုစရင်နည်းနည်းလေးမပေးဘဲနဲ့အများကြီးပေးထားရင်ဘယ်လိုတွက်မလဲဒါလေးအရေးကြီးပါတယ်ဒါကြောင့်မလို့ကြည်ပြတို့ကဒီနေရာမှာ if function ကိုသုံးလို့မရပါဘူးဘာလို့ပြရမလဲဆိုရင် VLOOKUP function ကိုသုံးပေးရပါတယ်ဘာဖြစ်လို့ VLOOKUP function ကိုသုံးတာလဲဆိုရင် download သွင်းထားတဲ့စာရင်းတွေက data တွေကိုဆွဲထုတ်မှာမလို့ပါဟုတ်ပြီနော်ဆိုတော့ဒါလေးကိုဒီဘက်မှာရွှေ့လိုက်မယ်ဒီလောက်လေးထားလိုက်မယ်နော်အဲ့တော့ဒီမှာ product 1ဆိုလို့ရှိရင် product 1ကဒီမှာ2500ကိုရောင်းရတယ် product 2ကတော့3600ကိုရောင်းရပါတယ် product 3ကတော့1500ကိုရောင်းရပါတယ် product 4ကတော့16500ကိုရောင်းရပါတယ် product 5ကတော့18500ကိုရောင်းရပါတယ်ဒီရောင်းရတဲ့ငွေ amount တစ်ခုချင်းစီပေါ်မှာ commission တွက်မှာပါဟုတ်ပြီနော် commission တွက်မှာဖြစ်တဲ့အတွက်သူပေးထားတဲ့စာရင်းကိုကြည့်ပါကိုသွင်းထားတဲ့စာရင်းကိုမကြည့်ရပါဘူးကိုသွင်းထားတဲ့စာရင်းက down လိုက်လဲဖြစ်ချင်ရင်ဖြစ်မယ်အလျားလိုက်လဲဖြစ်ချင်ရင်ဖြစ်မယ်ကိုသွင်းထားတဲ့စာရင်းပေါ်မှာကြည့်ပြီးတော့တွက်ရမယ် function ကိုစဉ်းစားရတာမဟုတ်ပါဘူးသူသတ်မှတ်ပေးထားတဲ့စာရင်းကိုကြည့်ပါသူသတ်မှတ်ပေးထားတဲ့စာရင်းက column တစ်ခုချင်းစီမှာသွင်းထားတာဟုတ်ပြီနော် column တစ်ခုချင်းစီမှာရှိနေတဲ့စာရင်းတွေကနေဆွဲထုတ်ခြင်းနဲ့ဆိုရင် VLOOKUP download စာရင်းတွေကနေဆွဲထုတ်မယ်ဆိုပြီးတော့တွက်ပြရမှာဖြစ်ပါတယ်ဆိုတော့ဒါမှာဒီမှာ VLOOKUP ကိုတွက်တော့မယ်ဆိုရင်သူ့ရဲ့ argument တွေသိဖို့လိုပါတယ် lookup value table array column index number ပြီးတော့ရင် range lookup ဒီလိုလေးပေါ့နော်ဒီလိုလေးဆိုလို့ရှိရင်ကြည်ပြတို့ထည့်ပေးရမယ့် argument ကဘယ်နှခုရှိလဲဆိုရင်4ခုရှိပါတယ် lookup value ဆိုတာကကိုသိချင်တဲ့အကွက်နော်ကိုသိချင်တဲ့အကွက်ဆိုဥပမာကိုက2500နဲ့ပတ်သက်ပြီးတော့ commission ရှာချင်တယ်ဆိုရင်2500ဒီ lookup value ပဲ3600နဲ့ပတ်သက်ပြီးတော့ commission ရှာချင်တယ်ဆိုရင်3600ဒီကြည်ပြတို့ရှာပေးရမယ် lookup value ပဲဟုတ်ပြီနော်နောက်တစ်ခုက table array ဆိုတာက table တစ်ခုလုံးကိုညွှန်းတာမျိုးမဟုတ်ပါဘူး table array တီဘာနဲ့ဆက်ဆက်နေလဲဆိုရင်အရှိက lookup value နဲ့ဆက်ဆက်နေပါတယ်ကိုယ့်ရဲ့ lookup value က price ဆိုလို့ရှိရင်ကိုယ့်ရဲ့ table array ကလည်း price ကနေစမှတ်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ lookup value က commission ဆိုလို့ရှိရင် table array ကလည်း commission ကနေပြီးတော့မှမှတ်ရမှာဖြစ်ပါတယ်ဒါလေးတစ်ချက်သတိထားပေးပါ table array ဆိုတာက
lookup value နဲ့ဆက်နေပါတယ် lookup value က price ဆိုရင် price ကနေပဲစပြီးတော့မှတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင် table area သိပြီ column index number ဆိုတာကကိုဆက်လက်မှတ်လိုက်တဲ့ table တွေကလိုချင်တဲ့ column နံပါတ်ကိုရိုက်ထည့်ပေးရမှာကိုကဆက်လက်မှတ်လိုက်တာကဒီမှာ column 3 column ဆိုလို့ရှိရင် amount ဒီ column number 1 commission ဒီ column number 2 C column ကတော့ column number 3အဲ့ဒီထဲကနေကိုက commission ကိုလိုချင်တယ်ဆိုလို့ရှိရင် commission ဒီ column number ဘယ်လောက်လဲကိုဆက်လက်မှတ်တဲ့ area အတွင်းမှာပဲရည်တွက်ပေးရမှာဖြစ်ပါတယ်ကိုက3 column ဆက်လက်မှတ်ထားရဲဆိုရင်1 2 3ဒီလိုမှတ်ပေးရမှာဒီလိုရည်တွက်ပေးရမှာဖြစ်ပါတယ်အပေါ်က A B C တွေနဲ့ဆက်လက်မှတ်ပြီးတော့တွက်တာမျိုးမဟုတ်ပါဘူး A B C တွေကိုသုံးတာမဟုတ်ပါဘူး1 2 3တွေကိုရည်တွက်တာမဟုတ်ပါဘူးကိုဆက်လက်မှတ်လိုက်တဲ့ area အတွင်းထဲမှာရှိတဲ့ column ရဲ့နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒါလေးကိုပြောတာပါပြီးရင် range lookup range lookup ဆိုတာကဆက်လက်မှတ်လိုက်တဲ့ကိုယ့်ရဲ့ database ထဲကစာရင်းကိုဆွဲထုတ်မယ်ဟုတ်ပြီအဲ့ဒီဆွဲထုတ်တဲ့စာရင်းထဲမှာတိတိကျကျဆွဲထုတ်မှာလားဒါမှမဟုတ်ရင်ဂျားထဲမှာရှိနေတဲ့ကဏ္ဍတန်ဖိုးတွေကိုကောရှာပေးရမှာလားအခုကြည်ပြတို့တွက်မဲ့ format က approximate match approximate match ဆိုတာကဂျားထဲမှာကဏ္ဍတန်ဖိုးတွေပါသေးတယ်အဲ့တော့ဂျားထဲကကဏ္ဍတန်ဖိုးတွေအလိုက်ရှာမယ်တွက်မယ်ဆိုရင် approximate match နဲ့တွက်ပေးရမှာဟုတ်ပြီနော်ဒါဆိုရင်နားလည်ပြီနော်ဟုတ်ပြီဒါဆိုရင် commission percent ကိုစတွက်မယ် product 1ကို2500နဲ့ရောင်းလိုက်တယ် commission percent ဘယ်လောက်လဲဒါဆိုဒီမှာသွားကြည့်လို့ရတယ်ကိုက excel မသုံးတတ်သေးဘူးစာရွက်နဲ့ဆိုလဲကြည့်တတ်ရမှာပဲလေနော်0ကနေ900အတွင်းဆိုရင် 0% 900ကနေ2000အတွင်းဆိုရင် 3% 2000ကနေ1000အတွင်းဆိုရင် 4% 2500ဆိုတာဒီ2000နဲ့1000ရဲ့အတွင်းမှာရှိတာဖြစ်တဲ့အတွက်ထွက်လာရမယ့်အဖြစ် resource ဒီ 4% ဟုတ်ပြီနော်ဆိုတော့တွက်မယ်ညီမြချင်းထိုးပါဒေါင်းလိုက်စရင်းတွေကနေဆွဲထုတ်မှာဖြစ်တဲ့အတွက် V lookup lookup value က2500နဲ့ပတ်သက်ပြီးတော့ရှာမှာပါ comma table area table area ကပဲ table တွေကလဲဆိုရင် amount နဲ့ commission တွေကရှာမှာပါပြီးတော့ရင် comma ခံပါ column index number ဆိုတော့ကိုကလိုချင်တာဘာလိုချင်တာလဲ commission ကိုလိုချင်တာလေနော်အဲဆိုရင် amount ကနေစပြီးတော့ရည်တွက်ရမှာဖြစ်ပါတယ် column number 1 column number 2ဒါဆိုရင် column number 2ထဲကအဖြေကိုရချင်တာဖြစ်တဲ့အတွက်ဒီမှာ number 2လို့ရိုက်ထည့်ပေးလိုက်ရုံပါပဲပြီးတော့ရင် comma range lookup ဆိုတာကကြတော့ဂျားထဲမှာရှိတဲ့ကဏ္ဍတန်ဖိုးတွေကိုပဲရှာမယ်ဆိုရင်ကြည်ပြတို့ကဒီမှာ range lookup မှာဘာလုပ်ပေးရမလဲဆိုလို့ရှိရင် true ဆိုတာကိုယူပေးရမှာဖြစ်ပါတယ် true ဆိုတာက approximate match ရဲ့သဘောတရားပါ approximate match ဆိုတာကကိုသတ်မှတ်ပေးထားတဲ့စာရင်းတွေမဟုတ်ဘဲနဲ့ဂျားထဲမှာရှိနေတဲ့တန်ဖိုးတွေကနေလဲရှာမယ်လို့ပြောလိုက်တာပါ within ပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးဂျားထဲကတန်ဖိုးတွေကိုပါကြည့်ပြီးတော့ရှာပေးစေချင်တယ်ဆိုရင်ကြည်ပြတို့က true ကိုသုံးပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ဘူး2500ဆိုရင်2500တိတိကျကျကိုရှာပေးပါဆိုရင်တော့ false exact match ကိုသုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီမှာ true approximate match ကိုသုံးရပါမယ်ပြီးတော့ရင်ဝင်ပိတ်ပါ under ခောက်ချလိုက်ပါ under ခောက်ချလိုက်ပြီဆိုရင်ဒီမှာ2500နဲ့ပတ်သက်တဲ့ commission percent ထွက်လာပါလိမ့်မယ်ဒါဆိုရင်ဒီအဖြေမှန်သွားပြီဟုတ်ပြီနော်အဲဆိုနောက်တစ်ခွက်ကိုတွက်မယ်3600နဲ့ပတ်သက်ပြီးတော့ commission percent ကိုတွက်ချင်တာဟုတ်ပြီ table area ကပဲ table တွေကလေဒီ table တွေကပဲဒီ table တွေကပဲတွက်မှာသူ့ကိုလည်းဒီ table တွေကပဲတွက်မှာလေဟုတ်တယ်မလားပေးထားချက်ကတစ်ခုပဲရှိတာအဲ့ဒီအတွက်ကြောင့်မလို့ကြည်ပြတို့ကဒီ table တွေကနေပဲတွက်မယ်ဆိုတာကိုသုံးပါဆိုလို့ရှိရင်ဒီ table တစ်ခုလုံးကိုဘာလုပ်ခဲ့ရမလဲဆိုရင် log ချခဲ့ရပါမယ်ရလားဆိုတော့ဒီမှာ F4 ကတော့ဒီအကွက်ထဲကယူတွက်မှာ A3 is to B8 ဆိုတော့ဒီအကွက်ထဲကပဲယူတွက်မှာဒီ table တွေကပဲဒီပေးထားတဲ့ list တွေကပဲယူတွက်မှာတခြားဘယ် list ထဲကမှယူမတွက်ချင်ဘူးဆိုရင်ကြည်ပြတို့ကသူ့ကိုဘာလုပ်ခဲ့ရမလဲဆိုရင် log ချခဲ့ရပါမယ် log ချတဲ့ keyboard shortcut က F4 ပါဟုတ်ပြီနော် enter ခောက်ချလိုက်ပါပြီးသွားရင်တောင်းကနေ auto fill နဲ့ဆွဲချလိုက်ပါပြီးရင် percentage လေးနှိပ်လိုက်တယ်ဆိုရင်သက်ဆိုင်ရာတန်ဖိုးတစ်ခုချင်းစီရဲ့ commission percent ထွက်လာပါလိမ့်မယ်
commission percent ထွက်လာပြီဆိုရင် amount ဘယ်လောက်ရမလဲသိချင်လွယ်လွယ်လေးပဲမြောက်ပေးလိုက်ရုံပဲညီမချင်းထိုးပါမယ်2500အမြောက် commission အနာခောက်ချလိုက်မယ်ဒါဆိုရင်2500ကို 4% လျှော့မယ်ဆိုရင်100လျှော့ပေးမှာ3600ရဲ့ 4% သည်144ချက်1500ရဲ့ 7% သည်935ချက်ရမလားတကယ်လို့ကိုကဖုန်းပေးရောင်းတယ်အတိုးတွက်မယ်ဒါဆိုရင်သူ့ဆိုလို့ရှိရင်တော့ 4% ပေါ့နော်သူ့ဆိုလို့ရှိရင်လည်း 4% ဟုတ်ပြီဒါဆိုအတိုးတွက်မယ်ဆိုလို့ရှိရင်လည်းအတူတူပဲဒီမှာဒါထည့်ပြီးသွားပြီဒါဆိုရင်အတိုးတွက်မယ်ဆိုကြည်ပြတို့ကသူ့စီကပတ်စံရမှာဖြစ်တဲ့အတွက်ဘာလုပ်ပေးရမလဲဆိုရင်ပေါင်းပေးရမှာအဲ့တော့ညီမချင်းထိုးမယ်2500အပေါင်း100အနာခောက်မယ် auto pay ဆွဲချမယ်ဒါဆိုရင်သူ့စီကလက်ကုန်တဲ့အခါမှာဒီလောက်ရမယ်သူ့စီကလက်ကုန်တဲ့အခါမှာဒီလောက်ရမယ်ဒီလိုပုံစံလေးပါလုပ်ပေးရမလဲဆိုရင်သုံးပေးရမှာဖြစ်ပါတယ်ဒါဒီပါလဲဆိုရင်သူသတ်မှတ်ထားတဲ့စာရင်း list တွေထဲကနေပြီးတော့မှကိုယ်နဲ့ကိုက်ညီတဲ့စာရင်းကိုဆွဲထုတ်တာကို VLOOKUP function နဲ့တွက်လို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီသဘောတရားလေးနားလည်ပြီဆိုရင် lesson 1ကိုသွားမယ် lesson 1မှာဆိုရင်နောက်ထပ်ဆက်ပြီးတော့မှလေ့လာရမယ့်သင်ခန်းစာကပါလဲဆိုလို့ရှိရင်တက်တာတွေက sorry ဒါလေးရှင်းဒါလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်စေးပါစံနေပေးထားတယ် January လမှာဝင်တဲ့ဝင်ငွေ February လမှာရောင်းရတဲ့ရောင်းအား March လမှာရောင်းရတဲ့ရောင်းအား April လမှာရောင်းရတဲ့ရောင်းအား May လမှာရောင်းရတဲ့ရောင်းအား June လမှာရောင်းရတဲ့ရောင်းအားဆိုပြီးတော့မှစာရင်းတစ်ခုချင်းစီကိုဒီမှာ detail ဝန်ထမ်းတစ်ယောက်ချင်းစီ sales person တစ်ယောက်ချင်းစီမှာစာရင်းတွေဒီမှာ detail သွင်းထားပါတယ်ဟုတ်ပြီနော်အဲ့ဒါကိုမှကြည်ပါတို့ကဘယ်လိုရှာမလဲဆိုလို့ရှိရင်စေးပါစံကမင်းမင်းတန်ပေါ့နော်မင်းမင်းတန် January လမှာရောင်းတဲ့စာရင်းကိုလိုချင်တာဟုတ်ပြီနော်စေးပါစံကဘာလို့လဲဆိုရင်မင်းမင်းတန်ကိုမှ January လမှာရောင်းတဲ့စာရင်းကိုလိုချင်တာဒါဆိုရင်လွယ်လွယ်လေးပဲလေနော်ဘာကိုတိုက်စစ်မှာလဲ January ကိုတိုက်စစ်မှာလားမင်းမင်းတန်ကိုတိုက်စစ်မှာလားမင်းမင်းတန်ကိုတိုက်စစ်မှကြည်ပါတို့ကစိုးမင်းခန့်လို့ပြောင်းလိုက်ရင်စိုးမင်းခန့်ရောင်းအားရမှာထက်စော်ဖြိုးကိုပြောင်းလိုက်ရင်စေးပါစံတယောက်ကိုပြောင်းလိုက်ရင်စေးပါစံတယောက်ချင်းစီရဲ့ရောင်းကြီးသိရမှာဟုတ်ပြီနော်ဒါဆိုရင်ဒီနာမည်နဲ့တိုက်ပြီးတော့မှဒီဘက် table ထဲမှာရှိနေတဲ့စာရင်းကိုဆွဲထုတ်မှာဖြစ်တဲ့အတွက်တွက်ပေးရမယ် function က VLOOKUP ဟုတ်ပြီနော်ဆိုတော့ညီမချင်းထိုးပါမယ် VLOOKUP VLOOKUP lookup value ကဘာကိုသုံးပါလဲမင်းမင်းတန့်ကိုသိချင်တာဒါဆိုရင်မင်းမင်းတန့်ကိုဆက်လက်ပေးမယ် comma table array ဘယ်ကနေစမှတ်မှာလဲကြည်ပြတို့ lookup value က sale person ဖြစ်တဲ့အတွက် sale person ကနေစပြီးတော့ဆက်လက်မှတ်ရမှာဖြစ်ပါတယ်ဒီနေရာမှာလောမခက်လဲပြဿနာမရှိဘူးတစ်ခွက်ထဲတွက်မှာမလို့နော် comma columnist number ကြတော့ကြည်ပြတို့က January လကစင်းကိုလိုချင်တာဖြစ်တဲ့အတွက် January လသည် ဒီ select area အတွင်းမှာဆိုလို့ရှိရင် column number 2မှာရှိတာဒါဆိုရင်2လို့ရိုက်ထည့်ပေးလိုက်ရုံပဲ comma range lookup မှာသူကဘာပြောလဲဆိုရင်true လား false လားပေါ့နော် true ဆိုလို့ရှိရင်တော့ဘာကိုပြောတာလဲ true ဆိုရင်ဒီထဲမှာရှိနေတဲ့တန်ဖိုးတွေကဂျာကနန်းတွေလည်းရှာမှာလေနော်ဒီမှာကဂျာတန်ဖိုးမှပေးမထားတာရောင်းထားတဲ့ရောင်းကြီးအတိအကျပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဘာသုံးပေးရမလဲဆိုရင် false ကိုသုံးပေးရမှာဟုတ်ပြီနော်ပြီးတော့ရင်ကွင်းပိတ်မယ်အန်တာလေးခောက်ချလိုက်မယ်ဒါဆိုရင်မင်းမင်းတန့်ရောင်းရတဲ့ရောင်းအားသည်ဘယ်လောက်လဲဆိုရင်6000ထဲမှာ6000အဲဆိုဒီနေရာမှာမင်းမင်းတန့်မဟုတ်ဘဲနဲ့စိုးမင်းခန့်လို့ပြင်လိုက်တာနဲ့စိုးမင်းခန့်ရဲ့ရောင်ကြီးတခါတည်းထွက်လာပါလိမ့်မယ်ဒါဒီဘာလဲဆိုရင်တယောက်ချင်းစီရဲ့တန်ဖိုးကိုရှာကျင်တဲ့အခါမှာသုံးတာပါဟုတ်ပြီနော်ဒါဆိုနားလဲမယ်နော်တကယ်လို့ကိုက January မဟုတ်ဘဲနဲ့ February ကိုပြောင်းလိုက်တယ်ဆိုရင်ဒီမှာအဖြေမပြောင်းပေးနိုင်ဘူးအဲ့ဒီတော့ကြည်ပြတို့က column တစ်ခုကနေတစ်ခုကို changes လုပ်လိုက်လို့အဖြေ auto ပြောင်းစေခြင်းနဲ့ဆိုရင် VLOOKUP function တစ်ခုတည်းနဲ့သုံးလို့အဆင်မပြေဘူးဘာ function တွဲပြီးသုံးရလဲဆိုရင် column number တွေ row number တွေကို auto changes လုပ်ပေးနိုင်တဲ့ merge function ကိုတွဲပြီးတော့သုံးပေးရပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီနေရာမှာ January ကိုရွေးလိုက်တာနဲ့ January ရဲ့ column number နဲ့ auto ပြောင်းပြီးတော့တွက်ချင်တာ February လို့ရွေးလိုက်တာနဲ့ February မှာရှိနေတဲ့ column number ကို auto ပြောင်းပြီးတော့တွက်ချင်တယ်ဆိုရင်ကြည်ပြတို့ထပ်ပြီးတော့တိုးပေးရမှာက
match function ကိုတိုးပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီနေရာမှာထည့်ထားတဲ့ column index number ကကိုယ်တိုင်ကဏ္ဍကိုအသေးရိုက်ထည့်ထားလို့ဟုတ်ပြီနော်။တကယ်လို့ကိုက February လို့ချင်း2နေရာမှာဘာပြောင်းရမှာ3ပြောင်းရမှာအနာခေါက်ဒါဆိုခဏ2 3 4လိုက်ပြီးတော့ပြောင်းနေတယ်ဆိုရင်အဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်မလို့ data တစ်ခုခုပြင်လိုက်တာနဲ့သူပြင်လိုက်တဲ့ data ပေါ်မှာ auto changes ဖြစ်စေခြင်းနဲ့ဆိုရင်ကြည်ပြတို့က match ကိုပြန်သုံးပေးရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီသဘောတရားလေးနားလည်ပြီးဘာမှမလုပ်ဆရာမလိုဘူးသူတစ်ခုတည်းပဲရှာမယ်ဆိုရင်ဒီပထမဆုံးနီးလန်းနဲ့တွက်ပါဒုတိယနီးလန်းလေးဆက်သွားမယ်အဲ့တော့ဒီမှာဆိုရင်မင်းတန့်ဆိုရင်မင်းတန့်ရဲ့ဒီ January လမှာရောင်းရတယ်ရောင်းအားပြီးရင်စိုးမင်းခန့်ရဲ့ရောင်းရတယ်ရောင်းအားထက်စော်ဖြိုးရဲ့ရောင်းရတယ်ရောင်းအားစေးပါစံတယောက်ချင်းစီရဲ့ January လမှာဝင်တဲ့ရောင်းအားကိုလိုချင်တာဟုတ်ပြီညီမြချင်းထိုးမယ်တောင်းလိုက်စရင်းတွေကနေဆွဲထုတ်မှာဖြစ်တဲ့အတွက် V look at value ကမင်းတန့်ကိုသိချင်တာပါမင်းတန့်ရဲ့ရောင်းကြေးကိုသိချင်တာပါကော်မာ table array သူက look at value ဘယ်ကစတာလဲ sales person ကစတာဒါဆိုရင် sales person ကနေ select ပေးပါ VLOOKUP မှာသတိထားစရာတစ်ချက်ရှိပါတယ် VLOOKUP တို့ HLOOKUP တို့ VLOOKUP ဆိုရင်တောင်းလိုက်စရင်းတွေက data တွေကိုရှာတဲ့အခါမှာ left to right ပဲရှာလို့ရပါတယ် right to left မရပါဘူးပြောချင်တဲ့သဘောကဒီနေရာမှာ sales person ပေးထားပြီးရင် January ကနေ June လအထိကြိုက်တဲ့ column တဲကစရင်းကိုရှာလို့ရတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ January လကစရင်းကိုပေးထားပြီးတော့သူ့ရဲ့အရှိက sales person ဘယ်သူလဲဆိုတာကိုကြည်ပြတို့ VLOOKUP function နဲ့သုံးလို့မရပါဘူးအဲဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်ဒီ error လေးကိုတော့တစ်ချက်သတိထားပေးပါ column index number က January လလို့ပြောချင်တာဖြစ်တဲ့အတွက် January ဒီ column number 2မှာရှိတာဖြစ်တဲ့အတွက်2ပေါ့ပြီးတော့ရင် range lookup တိတိကျကျရှာမှာဖြစ်တဲ့အတွက် false ပြီးရင် green page ပါအနာခေါက်ချပါပြီးတော့ရင် auto fill ဆွဲဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲ table array မင်းတန့်ကိုတွက်ရင်လည်းဒီ table တွေကပဲတွက်မှာစိုးမင်းခန့်ကိုတွက်တယ်ဆိုရင်လည်းဒီ table တွေကပဲတွက်မှာဖြစ်တဲ့အတွက်ဒီ table တစ်ခုလုံးကို freeze လုပ်မယ် lock ခတ်မယ် F4 အနာခေါက်ချလိုက် auto fill နဲ့ဆွဲချလိုက်ဒါဆိုရမယ်နော်နောက်တစ်ခုဒါလေးချုံလိုက်မယ်ဒါလေးကကြတော့ဗာလဲဆိုရင်ကြည်ဘယ်တို့ခုနကတော့လို့ဆိုရင်တော့ပြီးမှမဟုတ်ဘူးလေနော်ပြီးမှမဟုတ်ဘူးဒီမှာစေးပါဆန်တယောက်ချင်းစီရဲ့ January လကိုလည်းရှာခြင်းရှာမှာပဲ February လကိုလည်းရှာခြင်းရှာမှာ March လကိုလည်းရှာခြင်းရှာမှာဟုတ်ပြီနော်အဲ့တော့တလချင်းစီကိုရှာခြင်းတလို့ရှာမယ်ကိုကြည့်ခြင်းတလို့ကြည့်မယ် report တွေပါထုတ်တဲ့ပုံစံမျိုးသွားခြင်းနဲ့ဆိုရင်ကြည်ဘယ်တို့က match function ကိုသိဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီမှာ1 2 3 4 5 6 7ဆိုတာသူ့ရဲ့ column number တွေကို auto changes ဖြစ်စေဖို့အတွက်ဆိုရင် match ကိုသုံးရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာနည်းနည်းလေးရောမှာဆိုတဲ့အတွက်ကြောင့် match function ကိုတည်တဲ့ဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်ဒီအရှိကလေ့ကျင့်ခန်းလေးနှစ်ခုကိုပြန်ပြီးတော့ထပ်ပေးပါနားမလည်တာရှိတယ်ဆိုရင်ပြန်ပြီးတော့မေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်